Hello, hello မင်္ဂလာပါဒီနေ့ကျွန်မဒီ topic လေးတစ်ခုပြောချင်တယ်ပေါ့နော်ခါတိုင်းပြောနေကြ topic တော့မဟုတ်ဘူးပြီးလို့ရှိရင်ကျွန်မကအဲ့ဒီဘက်မှာအရန်ကျွမ်းကျင်တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်မမြင်နေရတဲ့အရာလေးတွေပြီးတော့အတူယူဆရာရှိတဲ့အရာလေးတွေကိုပေါ့နော်ဒီနေ့ sharing လုပ်ပေးသွားချင်တယ်ကျွန်မဒီနိုင်ငံကိုစရောက်လာတဲ့ခါတော့ပေါ့နော်လွန်ခဲ့တဲ့10နှစ်ကျော်စရောက်လာတဲ့ချိန်မှာတချို့ကျွန်မနဲ့တီးရလူတွေကပြောလဲဆိုတော့အဲ့နိုင်ငံကမကြခင်မှာရေအောက်ထဲဝင်သွားတော့မယ်အရန်အနေများတယ်နှစ်ပေါင်း20ဆိုလို့ရှိရင်ရေထဲဝင်သွားတော့မှာဘာသာလို့မှလဲဘာညာပေါ့နော်အခုကျွန်မဒီရောက်နေတာ15နှစ်လောက်ရှိပြီမှန်ပါလိမ့်မယ်ပင်လယ်မျက်နှာပြင်ရဲ့အောက်ကိုရောက်နေတယ်မကြခင်မှာနှမြုပ်သွားမယ်ဆိုပြီးတော့မှပြောတာတွေမှန်ကောင်းလဲမှန်ပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့လည်းအခု loss အနေထားတော့ motive ကဒီ15နှစ်အတော်အတွင်းမှာအရင်တော့100လောက်ရှိရ resort ကအခု200နီးပါးလောက်ရှိပြီအဲ့ဒီအပြင်တို့မှာ project တွေအများကြီးရှိသေးတယ်ကျမတို့မိသားစုဆိုလို့ရှိရင်အခုဒီမာလီနဲ့ airport နဲ့ပေါ့နော်ဒီတရားအရင်တော့မရှိဘူးကျွန်တော်ဆက်လေဒါမှမဟုတ်ရင်ရိုးဒုံနေနဲ့သွားရတယ်အခုဆိုလို့ရှိရင်တို့တရားသင်းဆောက်ပြီးသွားပြီအဲ့အပြင်တို့ဟိုဘက် Willingly တို့တခြား local island နဲ့လည်းမာလီနဲ့တို့ဆက်ပြီးတော့မှဒီတရား project တွေလုပ်နေတယ်ပေါ့နော်ဆောက်လုပ်လက်စလည်းရှိနေတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့သူများတွေကတော့ပြောတယ်ရေအောက်ထဲဝင်သွားရမယ်ဘာလို့ဒီ investment တွေအများကြီးဝင်လာတာလဲပေါ့နော်မေးစရာရှိတယ်အဲ့တော့ကျွန်မမြင်တယ်လို့ပြောရမယ်ဆိုလို့ရှိရင်ဒီနိုင်ငံကကျွန်တော်စလာတော့ကမာလီမှာအမိုက်ပုံးတော့မရှိဘူးရေကြီးပြီးမိုးရွာပြီးဆိုလို့ရှိရင်အကုန်လုံးလမ်းနဲ့အကုန်ပိတ်ဟိုသူများတွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ဟိုလိုမျိုးပါလဲspeed boat နဲ့တော့မှသွားကြတယ်ပေါ့နော် speed boat မဟုတ်ဘူးပါလဲjet ski တွေပဲစီးပြတဲ့အနေအထားမျိုးရှိရပေါ့နော်အခုချိန်ထိလည်းသူတို့ရေကြီးလို့ရှိရင်မာလီမျိုးကအဲ့လိုမျိုးမြုပ်တာရှိပါတယ်အဲ့တော့ plastic ရန်သုံးတာပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာသူတို့ကဒီတဘာဝကိုထိမ့်သိမ့်တဲ့အရာတွေအရန်လောက်လာတယ်အရင်ကျွန်းတွေမှာအရင် resort တွေမှာကျွန်တော်ဒီရေတောက်ရေတန့်ဆိုလို့ရှင်ကျွန်တော် plastic ဟာနဲ့သုံးတယ်ပေါ့နော် plastic ဟာနဲ့သူတို့ logo နဲ့သုံးတယ်ဒါပေမဲ့ခုနောက်ပိုင်း resort တော်တော်များများကအဲ့ဒါတွေမသုံးတော့ဘူးသူတို့ရဲ့ဒီဘယ်လိုခေါ်မလဲပလင်းပေါ့နော်ရေပလင်းတွေကိုသူတို့ဘာသာသူတို့ကျွန်းနေမှာထုတ်ပြီးတော့မှသုံးလာတယ် plastic အစားအဲ့ဒီပလင်းတွေသုံးပြီးတော့မှ refill ban လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကလည်းသူတို့လုပ်လာတဲ့ဟာမျိုးတွေရှိတယ်အခုကျွန်မလုပ်နေတဲ့ကျွန်းမှာဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီကျွန်းက sustainability ကိုအရန်ဦးစားပေးတဲ့ကျွန်းဖြစ်တယ်အခုနောက်ပိုင်း resort တော်တော်များများကတော့ဒီလို concept လေးလောက်လာကြရတယ်ပေါ့နော်ခဏရေပလင်းကတော့ကျွန်းတိုင်းလိုလုပ်နေတဲ့အရာဖြစ်တယ်နောက်ခုဒီကျွန်းမှာလုပ်နေတဲ့အရာကဘာရှိလဲဆိုတော့ကျွန်တော်ဒီ coral ပေါ့နော် coral ကိုထိမ့်သိမ်းတာ coral ကကျွန်မတင်တယ်ဗမာလို့ဆိုတဏ္ဍာကြောက်တန်းလားဟာလား coral ကိုအရန်ထိမ့်သိမ်းတဲ့အရာတွေလောက်လာတယ်ကျွန်တော်လွန်ခဲ့တဲ့ဒီ2004နော်ဆူနာမီ2004 2005လားကျွန်မတမိုင်းအန်ဂျွန်နာဆိုတော့အဲ့တုန်းက Maldives လဲဆူနာမီနဲ့ထိတယ်ဒါပေမဲ့သူတို့ကအပြက်စီးတွေကကျန်တဲ့နိုင်ငံတွေလောက်သူတို့မရှိဘူးဘောနော်မသွေးလင်ကဆိုလဲဒီဂေါ်ဘက်မှာကတော့တော်ကြီးကိုဆိုးဝါးဖြစ်တယ်ပြီးလို့ရှိရင်အင်ဒိုနီးရှားအလုံးတည်းရဲ့အတိုင်းပဲထိုင်းပေါ့နော်အများကြီး affect ဖြစ်တဲ့ချိန်မှာ Maldives ကသူတို့နဲ့စားလိုက်လို့ရှိရင်ထိခိုက်တာတွေကနည်းနည်းလေးနည်းတယ်လူသေးပြောက်လည်းအဲ့လောက်မရှိဘူးအခုကျမလုံနေတဲ့ကျွန်းရဲ့ဟိုဘက်အချမ်းလေးမှာသူတို့ကျွန်းတစ်ခုရှိတယ် Tsunami Island လို့ခေါ်တယ်အဲ့ Tsunami Island ကအခုကတော့သူတို့ Tsunami Ghost Island ပေါ့နော်လူမနေတော့ဘူး Maldives မှာကျမသိရတယ်လို့ပေါ့နော်အဲ့ဒီ Tsunami တော့အထိခိုက်အများဆုံးကအဲ့ဒီကျွန်းပဲအဲ့ဒီကျွန်းကတော်တော်လေးထိခိုက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ rebuild လုပ်လို့တို့မရတော့အဆောက်အအုံတွေကိုပြုပြင်နေဖို့လဲတို့မှာဘလို့မှအဆင်မပြေတော့ဘူးတော်တော်များများ90%လောက်ကပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ပြန်ပြီးတော့မှ rebuild လုပ်ဖို့ကအဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ကျွန်းကလူတို့ကတခြားပေါ့နော်တခြား island တစ်ခုကိုအကုန်လုံးကိုရွှေ့ပြောင်းလိုက်ပြီးတော့မှအဲ့ဒီမှာတော့တို့တွေဒီတိုင်းပဲထားတယ်ပေါ့နော်မျိုးပြက်လိုမျိုးပဲထားတယ်ဆိုတော့ကျွန်တော်ကျွန်းကနေပြီးတော့မှတစ်ခါတည်းကြာလို့ရှိရင်အဲ့ကို excursion သွားကြတယ်ဧည့်သည်တွေကိုပေါ့နော် local excursion လိုမျိုးပေါ့အဲ့လိုမျိုးသွားတယ်ကျမတို့တခါမှမရောက်ဘူးတကယ်ချင်းနဲ့ပြောရတော့ကြောက်စရာကောင်းတယ်ပြောတယ်ဟိုဆိုမီးမရှိပါမရှိလေသူတို့ညပိုင်းတစ်ခါရောက်သွားတယ်တဲ့တော်တော်6ချစရာကောင်းတယ်တော့ပြောတယ်ဆိုတော့
အဲ့ဒီမှာရှိတဲ့ဒီ local house တခုပေါ့နော်ဒီတစ်သားနဲ့လောက်ထားတဲ့အိမ်ပဲသူတို့နှစ်ပေါင်း100ကျော်လောက်ရှိပြီအဲ့အိမ်ကဆိုတော့အပြည့်စီနည်းလေးတိတ်မများဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့ဒီအခုကျမလုံနေတဲ့resort ကိုသူတို့ကယူလာပြီးတော့မှကျမတို့မှာ museum ရှိတာကိုဒီ Maldives မှာကပထမ museum ကမာလီမြို့မှာရှိတယ်ဒုတိယ register museum ကအခုကျမလုပ်တဲ့ resort မှာရှိတယ်ပေါ့နော်ဆိုတော့အဲ့ကိုသူတို့က outdoor museum မှာအဲ့ဒီ Ghost Island ကနေပြီးတော့မှသူတို့ယူလာတဲ့တစ်သားအိမ်ရှိတယ်ကျမတစ်ခါတော့လည်းတင်ဖူးတယ်ပေါ့နော်အဲ့ဒီအကြောင်းတွေကိုဆိုတော့သူတို့ဒီအဲ့ဒီကျွန်းအဲ့ Ghost Island ကပြီးတော့မှတက်ရောက်ဒီမှာလောက်တာရှိတယ်အခုသူကတော့ museum နဲ့ပတ်သက်ပြီးတော့မှ tour တွေလုပ်တယ်ပေါ့နော်ဆိုတော့သူကဒီနိုင်ငံအကြောင်းတွေပြောပြတယ်ပြီးရင်အခုကျွန်တော်တို့ကျွန်းမှာဆိုလို့ရှိရင် museum ရှိရဆိုတော့သူက museum ကိုရှင်းပြတဲ့လူတယောက်ရှိတယ်ဆိုတော့အခုသူတို့ပြောတဲ့ပုံစံအရဆိုလို့ရှိရင်အဲ့ဒီ tsunami island ကဘာဖြစ်လို့ဒီမော်ဒီတနိုင်ငံလုံးမှာအဲ့ရကျွန်းကဘာဖြစ်လို့များအထိခိုက်အများဆုံးလဲလို့သူတို့ပြောတယ်ပေါ့နော်ပြောတော့အဲ့ဒီကျွန်းပတ်လည်မှာသူတို့ coral တိတ်မရှိဘူးလို့ပြောတယ်တနာကြောက်တန်းတိတ်မရှိဘူးပေါ့နော် coral တိတ်မရှိတဲ့ခါကျတော့ line တွေကအလွယ်တကူဝင်လို့ရတယ်အခုtsunami မှာတော့ကမော်ဒီကဘာလို့အထိခိုက်နဲလဲဆိုလို့ရှိရင်မော်ဒီမှာတနာကြောက်တန်းတွေအများကြီးရှိရပေါ့နော်အရင်ကျမလုပ်ခဲ့တဲ့အဲ့အမာရီဆိုလို့ရှိရင်လုံးဝ untouch အဲ့ဘက်မှာအဲ့တဲ့တိတ်မရှိတဲ့ခါကျတော့ဒီ coral တွေအရန်လာတယ် house reef ကအရန်လာတယ်ကျွန်တော်တို့ကျွန်းကအဲ့ကြောင့်မလို့အရန် popular ဖြစ်တယ်ပေါ့နော် German အဲ့တဲ့ဆိုအရန်ကြိုက်တယ်ဆိုတော့ကျွန်းတော်များများမှာအဲ့ဒီ house reef ပေါ့နော် coral တွေရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ line တွေပါအရန်ကြီးတက်တာမျိုးမရှိအခုဆိုလို့ရှိရင်လည်းကျွန်တော်စမရာဒီဥတုတော်ဆိုးဝါးနေတာဒီဥတုဘလောက်ဆိုးဝါးလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ water villa က3-4ခုလောက်ဒီအောက်မှာတိုင်လုံးတွေတွေ့မှာပေါ့နော်တိုင်လုံးကကျမတင်တဲ့ villa 2ခု3ခုလောက်တိုင်လုံးကျိုးသွားတယ်အကုန်လုံးမဟုတ်တစ်ခု2ခုကျိုးပြီးတော့မှဘက်လက်ကြီးဖြစ်နေပေါ့နော်ကြောက်စရာကြီးရေကတော့ကိုပြင်းတာတော့ကိုပြင်းတာဆိုတော့ဒီလိုမျိုးရာဒီဥတုအရန်ပြင်းတယ်ပေါ့နော်ဒါပေမဲ့လည်း line ရအောင်လို့မျိုးအကြီးကြီးမလှဘူးကွာဒီမှာကလေမြုပ်သွားတဲ့အထိမရှိဘူးline နဲ့တော့ပုတ်တယ်ဒါပေမဲ့ heavy မဖြစ်ဘူးဆိုတော့သူတို့ပြောတာကဒီတန်နာကြောက်တန်းတွေကရေဒီ line တွေကိုကောက်ွယ်ပေးတယ်ပေါ့နော် line တွေကရုပ်ရက်ကြီးအဲ့လိုမျိုးမတက်လာနိုင်ဘူးအဲ့ဒါတွေအဟန့်အတားဖြစ်လုပ်ပေးတယ်လို့သူတို့ပြောတယ် to be very honest ကျမကရေထဲကိုလုံးဝရေထဲဆိုတာဟိုလိုမျိုးdiving လို့ snorkeling လို့လုံးဝကျမမလုပ်ဘူးပါဘူးကျမရေရမ်းကြောက်တတ်တယ်ဆိုတော့ဒီဟာတွေကမှားလားမှန်လားဆိုတော့လည်းကျမမသိပါဘူးဟိုတချို့ပညာရှင်တွေပူတည်မှာပေါ့နော်ဒါပေမဲ့ဒါကကျမတို့ဒီမှာ dive center ကလူတွေပြောပြတဲ့အရာတွေပြီးတော့ဒီ sustainability manager ကပြောတဲ့အရာတွေပဲကျမပြန် sharing လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအရင်တိတိကျကျတော့မပြောပြနိုင်ဘူးပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာဒီမာလီနဲ့နီးတဲ့ resort တွေကဘာဖြစ်လဲဆိုတော့ resort အရန်များသွားပြီ resort တွေအရန်များသွားတဲ့ခါမှာပူလည်းအရန်ပူလာတယ်ပူချိန်လည်းလူအရန်များလာတဲ့ခါကျတော့ပင်လည်းအပူချိန်လည်းအရန်များလာတယ် snorkeling လုပ်တဲ့လူလည်းအရန်များလာတယ်အဆောက်အုံလည်းအရန်များလာတဲ့ခါကျတော့ဒီ house reef တွေပေါ့နော်သူတို့ရဲ့ coral တွေကတေကုန်တယ်ဆိုတော့အခုနောက်ပိုင်းတချို့ကျွန်းတွေကဘာလုပ်လဲဆိုတော့ဒီ coral ကိုပြန်စိုက်တယ်ပေါ့နော်အခုဒီ Maldives မှာသူတို့ Mars ဆိုတဲ့ group တခုရှိတယ်အဲ့ group ကသူတို့ကအဲ့လိုမျိုး local island တွေမှာတွားပြီးတော့မှအဲ့ coral ကို site ပြိုးတာအဲ့မျိုးပေါ့နော် coral တွေကိုပြန်ပြီးတော့မှအဲ့ time frame တွေမှာပြန်ပြီးတော့မှ site တဲ့ဟာတွေလောက်ကြတယ်ပေါ့နော်ဆိုတော့တော်တော်များများကျွန်းတွေကတော့အခုစလုံနေပြီတချို့ကျွန်းတွေဆိုလို့ရှိရင်အဲ့လိုမျိုး honeymoon တို့ anniversary တို့လာတဲ့လူတွေဆိုလို့ရှိရင်သူတို့အမှတ်တရအဖြစ်ပေါ့နော်အဲ့ဒါလေး coral လေးတို့ရေအောက်ထဲမှာသူတို့တွေ site တဲ့ program တွေလည်းလုပ်လာကြတယ်ဆိုတော့ကျွန်တော်အခုဒီကျွန်းမှာလည်းအဲ့ coral restoration အဲ့လေးရှိတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်ရဲ့ဒီအဝင်ပေါဝနာလေးမှာကျွန်တော်တို့စိုက်ထားတဲ့ဟာရှိတယ် time frame လေးနေပေါ့နော် time frame လေးမှာသူတို့ကအဲ့ coral လေးကိုယူပြီးတော့မှပိုင်းစလေးကိုယူပြီးတော့မှအဲ့ဒါကိုချီပြီးတော့မှရေထဲကိုထားလိုက်လို့ရှိရင်အဲ့ဒါလေးကပွားလာတယ်ပေါ့နော်ဒါသူအရန်ပူလို့ရှိရင်တော့အယောင်တွေပြောင်းပြီးတည်သွားတယ်ဆိုတော့သူအပူချိန်ရမ်းကြီးမြင့်တဲ့နွေရာသီဆိုတော့သူတို့တိတ်မလောက်ကြဘူးပေါ့နော်ဒီလိုမျိုးနည်းနည်းလေးအေးတဲ့ August လတော့ပြီးလို့ရှင် February လမှာသူတို့ကအဲ့ဒါလေးကိုလောက်ကြတယ်ဆိုတော့သူတို့ကတတ်နိုင်တယ်လို့ပေါ့နော်ဒီ coral တွေကိုပြန်ပြီးထိန်းသိမ်းကြတယ်အဲ့ဒါလေးလောက်တယ်ပြီးလို့ရှိရင်ကျွန်တော်
ခဏပြောသလိုပဲ Maldives ကဒီ coral တွေကိုအရန်ဦးစားပေးပြီးတော့မှအရန်ထိမ့်သိမ်းလာတဲ့ခါမှာအရင်ကျမဒီ travel agent မှာလုပ်တော့နိုင်ငံတနိုင်ငံကပေါ့နော်ကျမနာမည်တော့မပြောတော့ကျွန်တော်အိမ်နီးချင်းနိုင်ငံအိမ်နီးချင်းအရန်ကြီးမားတဲ့နိုင်ငံကျမတို့အများနဲ့ influence လုပ်တဲ့နိုင်ငံကပေါ့ပေါ့မျိုးတွေလာလို့ရှိရင်သူတို့ကဘာလုပ်တတ်လဲဆိုတော့coral တွေပေါ်တက်နင်းတယ်ပြီးလို့ရှိရင်ဒီခုန်နေပေါ့နော် coral တွေကိုယူပြီးတော့မှအိမ်ယူသွားတာမျိုးအဲ့လိုမျိုးလောက်လာတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကနန်းပေါ့နော်ဟိုတနေ့ကျွန်မဗီဒီယိုတင်တာအဲ့ကနန်းနေတကယ်အသားမရှိဘူးအသားစားလို့မရဘူးအဲ့ဒါတွေကလေဒီတိုင်းမဲ့သူကသူတွားနေတဲ့အရိုင်းလေးလိုမျိုးပဲပေါ့အဲ့ဒါကိုလည်းသူတို့တွေကဘာလုပ်လဲဆိုလို့ရှိရင်ဖမ်းပြီးလို့ရှိရင်ဒီလိုမျိုးelectric kettle မှာပေါ့နော်အဲ့မှာထည့်ပြီးလို့ရှိရင်တို့ဘာလုပ်လဲဆိုတက်တယ်ထုတယ်ပေါ့နော်ထုချေပြီးတော့မှတို့အရက်တွေထည့်ပြီးတော့မှအရက်တွေနဲ့စိတ်ပြီးတောက်တာမျိုးတွေလုပ်တယ်ပြီးလို့ရှိရင်ငါးတွေကိုဖမ်းပြီးတော့တို့ဘာလုပ်လဲဆို bathtub တွေမှာ basin တွေမှာငါးတွေဖမ်းထားတဲ့မျိုးတွေလုပ်တယ်အဲ့လိုမျိုးပေါ့နော်ဖမ်းပြီးတက်စားမျိုးလုပ်လာတဲ့အခါကျတော့ကျွန်းနေအရန် complaint တက်ပြီးတော့အဲ့ဒီလူမျိုးတွေကိုနောက်ဆုံးတချို့ကျွန်းတွေဆိုလို့ရှိရင်တို့လာတဲ့တို့တဲမဲ့ခန်းမှာအဲမျိုးအိုးတွေအကုန်လုံးတိန်းတဲ့အထိဖြစ်ကုန်တယ်ပေါ့နော်ဆိုတော့အဲ့လူမျိုးတွေကိုကျွန်းတော်တော်များများကမကြိုက်ကြဘူးအထူးသဖြင့်အဖြူကောင်တွေကအဲ့ဒီနိုင်ငံသားတွေများတဲ့ကျွန်းတွေဆိုလို့ရှိရင်ဘယ်သူမှသွားမသေးချင်ဘူးဘာလို့ဆိုတော့သူကပတ်ဝန်းကျင်ကိုလည်းတဘာပတ်ဝန်းကျင်ကိုလည်းသူကထိမ့်သိမ့်တတ်တဲ့လူတွေတိတ်မဟုတ်ဘူးပေါ့နော်ပြင်သူများပြောနေသူကနားမလဲနားလည်းမထောင်ဘူးအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းမှာတော့သူတို့ agent တွေလည်းအရန်တော့educate လုပ်တယ်ပေါ့နော်သူတို့တွေကိုနုဒီနိုင်ငံသွားမယ်ဆိုလို့ရှိရင်ဒါမလုပ်ရဘူးဒီတရားဆောက်တော့ဆိုလို့ရှိရင်ဒီ shark တွေပေါ့နော်ဝေးလာငါးတွေဖမ်းပြီးတော့တက်ခွင့်မရှိဘူးဒါပေမဲ့သူတို့တွေကဖမ်းပြီးတော့မှတက်ပြီးတော့မှသူတို့အဲ့ဒါကို TikTok ပေါ်တင်တာမျိုးလို့ပေါ့နော်အဲ့လိုမျိုးတွေကိုသူတို့ကလှုပ်ကြတယ်ပြီးနောက်တစ်ခုဒီမှာက parrot fish ပေါ့နော် parrot fish ကကြက်တူရဲလိုပဲအယောင်စုံတယ်သူကအနက်လည်းနည်းနည်းပြင်းတယ်အဲ့ဒါဆိုလို့ရှိရင်တကယ်တော့သူတို့တက်ခွင့်မရှိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့အဲ့ parrot ရဲ့သူကဒီမစင်စွန့်လိုက်လို့ရှင်သူရဲ့မစင်ကလေးတွေတဲလုံးလေးပေါ့ဒီအခုမော်ဒီမှာတဲဖြူတွေအဲ့ဒါတွေကဒီ parrot fish ရဲ့မစင်တယ်လို့ပြောတယ်ပေါ့နော်ဒါသူတို့ပြောတာเนาะကျွန်တော်ပြောမှာဆိုတော့အဲ့ကြောင့်မို့အဲ့ဟာတွေသူတို့တက်ခွင့်မရှိဘူးအကယ်၍ဖမ်းမိတယ်ဆိုမှငါးသွားများလို့ fishing သွားလို့အဲ့ငါးတွေကိုတွေ့ရဆိုလို့ရှိရင်ပြန်လွတ်ပေးရတယ်တခါကျမမမိတယ်တရုတ်ဧည့်သည်တယောက်ကပေါ့နော်အဲ့ဒါလေးဖမ်းပြီးတော့မှ social media ပေါ်တင်လိုက်တာ WeChat ပေါ်တင်လိုက်တာအဲ့မှာ case အကြီးကြီးဖြစ်ကုန်တယ်ပေါ့နော်ဆိုတော့သူတို့ကဒီမျိုးရှားပါငါးတွေကိုလုံးဝထိခွင့်မရှိဘူးကျွန်တော်မှဆိုလို့ရှိရင်အခုဟိုတနေ့ကတွေ့လိုက်တယ်ငမန်းနေလဲဒီ baby shark တွေကိုလည်းဈေးမှာရောင်းတာတွေတွေ့ရပြီးရင်ဒီ string တွေတို့မန်တာတွေတို့အဲ့ဒါတွေကိုလည်းဖမ်းပြီးတော့မှသက်စားနေရတယ်တွေ့တဲ့ခါကျတော့တကယ်စိတ်မကောင်းဘူးသူများနိုင်ငံမှာအခုဒီမော်တင်မှာအဲ့လုံးဝလုံးမရှိဘူးသူလုံးဝလုံးပိုင်ခွင့်မရှိဘူးမိလို့ရှင်အဲ့ဒါအလကားနေထိုင်နေရောကြီးလည်းပေးခံရမယ်ထောင်တန်လည်းကြာမယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံသားတွေကအခုချိန်မှာအရန်ကိုဒီတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းတယ် coral ကိုထိမ့်သိမ်းတယ်ဟိုတနေ့ကကျွန်တော်မြန်မာပြည်ကဒီနိုင်ငံကိုလာပြီးတော့မှလာလဲတဲ့ဧည့်သည်ကျွန်မတီးရဲ့အကျွန်း club med ကိုသွားတာတဲ့သူတို့အုပ်စုလေးတော့ low tide ဖြစ်နေတဲ့အချိန်မှာအောက်မှာ coral တွေရှိတယ် low tide ဖြစ်နေပြီဆိုလို့ရှိရင်ရေမရှိဘူးအောက်မှာကအဲ့ coral တွေနဲ့တိမ်လေးပဲအဲ့ပေါ်မှာတွားပြီးတော့မှတွားထိုင်ချပြီးတော့ဗီဒီယိုရိုက်ပြီးတော့မှဆူးတယ်ဆိုပြီးထားအော်တယ်အဲ့ဒါလေတကယ်တမ်းလေဒီလားတယောက်ကမကျင်တတ်လို့တိုင်လိုက်လို့ရှိရင်လေနေထိုင်နေအဲ့ဒါတွေကလေအမှုပတ်နေအောင်မှာဆိုတော့အဲ့ coral ကိုလုံးဝမလုပ်ပါနဲ့သူများတွေက coral ကိုဒီမှာဒီပူနွေးလာတဲ့အတွက်ကြောင့်မလို့တေသွားတဲ့ coral ကိုပြန်ပြီးအစားထိုးပြီးသူတို့မှာပြန်ပြီးစိုက်နေကြတယ်ပတ်ဝန်းကျင်ကိုသူတို့အတိကတော့ထိုင်းနိုင်တယ်လို့ထိုင်းတယ်ဘာလို့လဲဆိုခဏကျွန်မအစမှပြောထားတဲ့အတိုင်းပဲသူတို့နိုင်ငံကနှစ်ပေါင်း20ကြာလို့ရှိရင်အောက်ထပ်မြုပ်သွားတော့မယ်ဆိုတဲ့အခါမှာဒါတော့ဘယ်သူမှမဖြစ်မခံတော့ဘူးအဖြစ်မခံချင်တဲ့အတွက်ကြောင့်မို့သူတို့မှတတ်နိုင်တယ်များသူတို့ရဲ့ဒီဘယ်လိုခေါ်လဲ environment ကိုပေါ့နော်သူတို့ထိန်းသိမ်းကြတယ်ပေါ့နော်ပြီးနောက်တစ်ခုကမော်ဒီမှာခုနောက်ပိုင်းကဘာလဲဆိုတော့အဲ့တော့ကျွန်တော်ဒီgrocery ပဲတွားလို့ရှိရင် plastic အိတ်တွေပေးတယ်ဒါပေမဲ့အခုသူတို့နောက်ပိုင်းကဒီ plastic အိတ်အစားဒီအိတ်တွေတုံးလာတယ်ပေါ့နော်ဆိုတော့ဒီအိတ်တွေတုံးလာတယ်ပြီးလို့ရှိရင်ဒီကျွန်းတွေကဘာလုပ်လဲဆိုတော့အမိုက်တွေပေါ့နော်တချို့ကမေးတာအမိုက်တွေကဘယ်ကိုရောက်သွားတာလဲဆိုတော့အရင်တော့ကျွန်မလုပ်ခဲ့ကျွန်းမှာ Nova မှာဆိုလို့ရှိရင်တော့အဲ့မှာသူတို့ကသူတို့ဒီအမိုက်တွေကိုခြေဖြတ်တဲ့ဟာတွေရှိတယ်ဥပမာplane ဆိုလို့ရှိရင်လည်း plane crash လုပ်တဲ့ machine တက်ရှိတယ်ပြီးရင်အပင်တွေပေါ့နော်ဒီမှာဆိုအုံးပင်တွေကခဏကြိုးကြတယ်အခုဆိုလို့ရှိရင်ဒီဥဒုဆိုးရဖြစ်တဲ့ကြောင့်အုံးပင်အုံးလက်တွေကနေ့တိုင်းလိုပြီးကြွေကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်
အရင်ကျွန်းမှာတော့သူတို့အဲ့ machine ရှိအဲ့ machine နဲ့ထည့်လိုက်လို့ရှိရင်အကုန်လုံးအမုံခြေပလိုက်တယ်ခြေပြီးအဲ့ဒါတော့မြေဩစာအနေနဲ့ပြန်သုံးတယ်အစားတောက်ဆိုလဲအဲ့လိုပဲနော် food waste ဆိုလို့ရှိရင်လည်းသူတို့ပြန်ပြီးတော့မှအဲ့ဒါကိုဆက်နဲ့ခြေလိုက်ပြီးတော့မှမြေဩစာဖြစ်သုံးတယ်ဒီမှန်ကွဲတာသူတို့ဘာလုပ်လဲတော့ကျွန်တော်လည်းကောင်းမမှတ်မိတော့ပေါ့နော်ဆိုတော့ဒီကျိုးမှာတော့အဲ့ဒါတွေမရှိဘူးဒါပေမဲ့လည်းသူတို့ကဘာလုပ်လဲဆိုလို့ရှိရင်ဒီကျိုးမှာရှိတဲ့အမိုက်တွေပေါ့နော်အစားတောက်တွေကတော့သူတို့အစားတောက်ကျွင်းကြံတွေကတော့သူတို့ဒီမြေဩစာလုပ်ဖို့ရန်အတွက်သူတို့အသုံးပြန်ပြုတယ်ပြီးလို့ရှိရင်ဒီမျိုးလုံးတစ်ပင်တို့အကြီးကြီးရေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ဒီလေတွေနဲ့ပေါ့နော်လေအကြီးကြီးမှတင်ပြီးတော့မှသူတို့အမိုက်ပစ်ဖို့တတ်တီးတန့်တတ်မှတ်ထားတဲ့ island တွေရှိတယ်ဆိုတော့အဲ့ကိုတွားပြီးတော့မှအမိုက်တို့တီးတန့်တက်ပြရရတယ်ပေါ့နော်ဆိုတော့ဒီမှာကတော့သူတို့အမိုက်တွေအဲ့လိုမျိုးတွေပြခွင့်မရှိဘူးပေါ့နော်မရှိဘူးဆိုတာကျွန်းပေါ်မှာအဲ့လိုမျိုးတွေပြခွင့်မရှိဘူးသူတို့တတ်မှတ်ထားတဲ့နေရာတွေမှာသူတို့ကတွားပြီးတော့မှအမိုက်ကိုတွက်ပစ်ကြတယ်ပြီးရင်ကျမတို့ဝန်ထမ်းတွေအတွက်ဆိုလို့ရှိရင်လည်းဒီအမိုက်ပုံးကိုပေါ့နော်သူတို့ကplastic ဆို plastic တက်မှန်ဆိုမှန်တက်အဲ့လိုမျိုးပေါ့နော်တီးတန့်ခွဲထားပေးတယ်အစားတောက်နဲ့ပတ်သက်တဲ့အမိုက်ပုံးဆိုတော့ကျွန်တော်ကန်တင်မှာသူတို့အမိုက်ပုံးထားပေးတယ်အဲ့မှာတော့ပြူမှာပြစ်ခိုင်းတယ်ပေါ့နော်ဆိုတော့သူတို့ကတော့တတ်နိုင်တယ်လို့သူတို့ရဲ့resort ကိုတန့်ရှင်းအောင်ဒီ sustainability ပေါ့နော်လုံးဝအဲ့ဒီခေါင်းစဉ်အောက်မှာသူတို့တွေကအများကြီးလုပ်နေတာရှိတယ်နောက်တစ်ခုကကျွန်တော်ခုဒီကျွန်းမှာဘာလုပ်လဲဆိုတော့ကျွန်တော်တို့ခဏတော့ mask ဆိုတဲ့အဲ့ group နဲ့ပေါင်းပြီးတော့မှကျွန်တော်ဒီ local island မှာရှိတဲ့center တစ်ခုအဲ့ center မှာကျွန်တော်ဒီပင်လယ်ထဲကနေပြီးတော့မှဖမ်းထားတဲ့ဘယ်လိုခေါ်လဲကယ်ထားတဲ့ lake ပေါ့နော် lake အကြီးကြီး3កောင်လားမသိဘူးရှိတယ်တကောင်ကတော့လက်မရှိတော့ဘူးဆိုတော့အစားတော့သူတို့အဲ့လက်အတုတက်ပြီးတော့မှလောက်ကြည့်တယ်ဒါပေမဲ့အဲ့လက်အတုတက်လိုက်တော့လိတ်ကသူ့ရဲ့ဘယ်လိုခေါ်လဲ nature မဟုတ်တဲ့ခါကျတော့သူကဆန္ဒပြတဲ့အနေနဲ့သမီးလည်းအဲ့လိုမျိုးအစားတောက်မစားတော့ဘဲနဲ့ဆန္ဒပြတဲ့ခါကျတော့နောက်ဆုံးသူအဲ့တော့ဖျက်လိုက်ရတယ်ပေါ့နော်ဖျက်လိုက်တော့သူတို့လက်တစ်ဖက်မရှိရတဲ့အတွက်ကြောင့်မလို့ပင်လယ်ထဲကိုလည်းပြန်ပြီး trap ပြလိုက်လို့အဆင်မပြေတော့ဆိုတော့သူတို့အခုဒီ local island တစ်ခုမှာရှိတဲ့ central မှာပေါ့နော်သူတို့အဲ့ဒါထားတယ်ကျွန်တော်တင်တယ်3កောင်လားမသိဘူးရှိတယ်ပေါ့နော်ဆိုတော့သူတို့အဲ့မှာထိန်းထားတယ်ဆိုတော့အဲ့ဒါလည်းသူတို့အဲ့ project လည်းသူတို့လုပ်တယ်ပေါ့နော်ဒီရေထဲကအဲ့လိုမျိုး lake တွေပါတယ်ကိုကဲဆယ်ပြီးတော့မှစိတ်ကူတာပေးတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်ပေးတယ်program လည်းရှိတယ်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုကဘာလုပ်လဲဆိုတစ်ပင် site တယ်ပေါ့နော်ကျွန်တော်လောလောပဲတစ်ပင် site တယ်အဲ့ဒါကဒီဧည့်သည်တွေနဲ့ပေါ့နော်ဝန်ထမ်းတွေနဲ့ပေါင်းပြီးတော့မှတစ်ပင်စိုက်ပြီးတော့မှကျွန်တော်ဒီ sign book လေးပေါ့နော်ဥမာဧည့်သည်တွေဆိုလို့ရှိရင်တို့ဘယ်ခန်းကလဲနာမည်ပါလဲအဲ့လိုမျိုးပေါ့သူတို့ရဲ့ပေးချင်တဲ့ message လေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးကိုကျွန်တော်တို့လောက်ကြတယ်တစ်ပင်နဲ့စိုက်ကြတယ်ပေါ့နော်ကျွန်းပေါ်မှာတစ်ပင်နဲ့အများကြီးပို့ပြီးတော့မှတစ်ပင်များကတော့အပူရှင်နဲ့တက်တာအောင်ပေါ့နော်ဆိုတော့အဲ့ဒါတွေသူတို့လောက်ကြတယ်နောက်တစ်ခုကကျွန်တော်ဒီခေါင်းစဉ်အောက်မှာဘာရှိအောင်မလဲဆိုတော့ကျွန်တော်ဒီ marine talk ပေါ့နော်ကျွန်တော်ဆိုမှာ marine biology ရှိတယ်နောက်ပိုင်းမှာကျွန်းတော်တော်များများတော့အဲ့ marine biology တွေရှိကြတယ် marine biologist ပေါ့နော်သူတို့ကဒီ marine life နဲ့ပတ်သက်ပြီးတော့မှဧည့်သည်တွေကိုတပတ်တစ်ခါဘယ် coral ဖြစ်သူတို့ဘယ်လိုဆိုင်ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီခဏကျွန်တော်ပြောတဲ့ဒီ coral restoration အဲ့ဒါလေးကိုသူတို့တွေလောက်ကြတယ်ဆိုတော့သူတို့အဲ့ဒါတွေကိုဘယ်လိုလုပ်ရတယ်ဆိုတဲ့ဟာတွေကိုပြောပြရတယ်ပြီးလို့ရှိရင်ငါးသွားများတယ်ဆိုလို့ရှိရင်ဘယ်ငါးဖြစ်များလို့ရဘယ်ငါးဖြစ်များလို့မရဘူးဆိုတဲ့ဥစ္စာတွေပေါ့နော်ဒီ marine နဲ့ပတ်သက်တဲ့သူတို့ educational talk တွေကိုပတ်စံတိုင်းသူတို့လုပ်ပေးတယ်ပြီးဒီအဲ့ဒါ snorkeling သွားရဆိုလို့ရှိရင်လည်း diving သွားရင်လည်းသူတို့တွေကလိုက်ပေးတယ်ပေါ့နော်လိုက်ပေးပြီးတော့မှရှင်းပြတယ်အဲ့လိုမျိုးလေးလည်းသူတို့တွေလောက်ကြတယ်ပေါ့နော်ဆိုတော့ဒါတွေကအခု Maldives မှာလောဆယ်လို့ပြောအောင်လားအခုဒီ resort တိုင်းမှာပေါ့နော် resort တိုင်းမှာလုပ်နေတဲ့ program တွေဖြစ်တဲ့တဘာဝကိုသူတို့တွေကတက်နိုင်လောက်ထိန်းသိမ်းတယ်တပင်နဲ့စိုက်ကြတယ်ကဘာကြီးရဲ့ပူနွေးလာမှုသူတို့လည်းတက်နိုင်တယ်လို့ပေါ့နော်သူတို့နိုင်တဲ့ဘက်ကနေသူတို့တွေပြန်ပြီးတော့မှ reserve လုပ်ကြတဲ့ဟာတွေရှိတယ်ဆိုတော့ကျွန်တော်ဒီမှာအလုပ်လုပ်နေတဲ့လူတွေလည်းပေါ့နော်ကျွန်တော် do and don'ts လေးသိရမယ်ပေါ့နော်သူရေထဲကို snorkeling သွားပြီးတော့မှတနင်္လာမျိုးတို့ငါးတွေတွင်ဖမ်းပြီးတော့မှအဲ့လိုမျိုးလောက်တာမျိုးတွေမလုံးမိဖို့လည်းရေးကြည့်တယ်ပြီးနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဧည့်သည်တွေပေါ့နော်လာတဲ့ဧည့်သည်တွေလည်းဒီခယူအခွန်နေပါလေအဲ့ဒါလေးယူကောက်ပြီးတော့မှ
souvenir အနေနဲ့ယူရတာမျိုးလည်းလုံးဝမလုပ်ပါနဲ့လေစိတ်မှာသူတို့အဲ့ဒါတွေစစ်ပြီးတော့မှလေစိတ်မှာတွေးလို့ရှိရင်အကုန်လုံးအသိမ်းခံရနိုင်ပါတယ်သူတို့ဒီမှာ souvenir shop တွေရှိတယ်သူတို့ souvenir မှာ shop ရောင်းမှာsouvenir shop မှာရောင်းနေတာဆိုတေးသေးလေးပဲလေနော်အဲ့ဒါလေးဝယ်သွားလို့ရတယ်တေးသေးလေးတစ်ခုနှစ်ခုကောက်သွားလို့ရတယ်ဒါပေမဲ့အများကြီးယူသွားပြီးတော့မှအဲ့လိုမျိုးဘယ်လိုခေါ်လဲအိတ်ထဲထည့်ရတာမျိုးမလုပ်ပါနဲ့အဲ့ဒါတွေကလုံးဝသူတို့နိုင်ငံရဲ့ laws နဲ့သူတို့နိုင်ငံရဲ့ law နဲ့လုံးဝ against ဖြစ်ပါတယ်ဆိုတော့အဲ့တဲ့တွေပဲဖြစ်ဖြစ်အလုပ်လာလုပ်တဲ့လူတွေပဲဖြစ်ဖြစ်ဒီຢာလေးတွေကိုတတိထားပြီးတော့မှနေကြပါပေါ့နော်ဆိုဒါတွေကလုံးဝကိုဒီနိုင်ငံအတွက်တင်မဟုတ်ဘူးလေကိုယ်နိုင်ငံမှာနေတဲ့ခါမှာလဲဒါလေးတွေကလုံးဝလေ့လာပြီးတော့မှအတုယူတဲ့အရာတွေလို့တင်တော့မှ plastic short တာတို့ plastic ပစ်တာတို့ပေါ့နော်အမိုက်ပစ်တာတွေဘာတွေကကျွန်တော်တို့လည်းတကယ်တမ်းတော့လေ့လာတင်ယူစရာတွေအများကြီးပဲရှိရပေါ့နော်ဒီမှာအလုပ်လုပ်တာတခုတည်းမဟုတ်ဘူးကျွန်တော်တို့မှာတဘာဝပတ်ဝန်းကျင်ကိုဘယ်လိုထိန်းသိမ်းကောက်ွယ်စောင့်ရှောက်ကြမလဲဆိုတဲ့ဥစ္စာလေးကိုလည်းကျွန်တော်တို့ဒီ daily ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပေါ့နော်တင်ယူရတဲ့ဟာကြီးအများကြီးရှိတယ်ဆိုတော့again သူများစီမှာအလုပ်လာလုပ်တယ်သူများနိုင်ငံမှာလာလဲဆိုလို့ရှိရင်သူများရဲ့သူကပါလဲ3ကပါလဲဆိုတာလေးကိုတော့နည်းနည်းပါလေးလေ့လာပြီးတော့မှလာလည်ကောင်းမယ်လို့ကျွန်မတင်နည်းနည်းလေးပြောချင်ပါတယ်နည်းနည်းတော့ရှည်သွားပြီကျေးဇူးအများကြီးတင်ပါတယ်